2026ခုနှစ်မတ်လကနေစပြီးတော့ခမများတို့ငွေကြေးကန်အဆင်ပြေလာပြီလားတိုးတက်ပြောင်းလဲလာပြီလားခမများရဲ့ငွေကြေးကန်အခြေအနေကိုကြည့်ပေးမယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူကိုကြည့်ပေးပါနော်ကဲပုံစံဒီကိုကျွန်တော်မြေတင်ချက်တင်ချင်များတာလည်းတည်းကတော့ဆမတ်ချေအောင်စုမြင်လာချင်တာဒီဝန်များပေးစေလားကျွန်တော်တို့ကကြိုးစီပါလေထင်ရှားရဲ့ကုနာတို့ဆိုပြချက်ခုလျင်ဆောင်ပေးစေကဲအခုဒီဗီဒီယိုကြည့်နေတဲ့သူကိုကျွန်တော်ကြည့်ပေးမယ်ငွေကြေးကန်အဆင်ပြေပြီလား2026မတ်လမှာအားလုံးပြောင်းလဲသွားမှာဆိုတော့ကျွန်တော်ကြည့်ပေးမယ်ဟိုအခုမြင်နေရတဲ့ကားချက်တည်းရဲ့နမိတ်ပုံရဆိုလို့ရှိရင်ခမားတို့ဟာခမားတို့ရဲ့အရေးချင်းနဲ့ဒီအကျွေးတွေငွေကြေးတွေအဆင်မပြေနိုင်ဘူးတဲ့ဒါပေမဲ့တဲ့ခမားတို့ထက်ကြီးကဲတာလွန်တဲ့ပုံကိုလူကြီးသူမတွေကိုအကြောင်းပြုပြီးတော့နော်လူကြီးသူမတရားရောက်ရဲ့ကုညီကဲ့တင်မှုနဲ့ခမားတို့ရဲ့ငွေကြေးအခက်အခဲတွေအားလုံးကလွတ်ကင်းသွားမယ်လို့တွေ့ရတယ်ဒါကြောင့်မလို့မင်္ဂလာရှိတဲ့မတ်လဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်